1000ခုနှစ်ကိုခုနှစ်ကာလအေးခဲနေတဲ့တောင်တန်းတွေဝင်းရံထားတဲ့ကြားက Rose Creek အနီးမြို့ငယ်လေးတစ်မြို့ဟာမလောင်မကန်းမှဘိုးမိုင်းတွင်းထံကပောက်ကွဲတံတွေကြောင့်အထိတ်တလန့်ထင်နေကြပါတယ်။အဲ့ဒီဘိုးအမိပါရွှေတွေတင်းထားတဲ့လဲတစီကိုလက်နက်ကင်တွေဝိုင်းရံပြီးဘန်တစ်ခုမှလာရောက်အနံနေကြပါတယ်။တတူးတင်းလုံသားတွေကိုငွေရှင်းပေးနေတဲ့မြို့ထဲမှာမကြခင်ဒီမြို့ကိုစစ်တပ်တစ်ခုပိုင်းထားတဲ့ဘိုးကတင်းယူလာမှမို့လက်မခံသူတွေရောရသလောက်ငွေယူပြီးမြို့ကရှောင်းသွားမဲ့လူတွေရောအကျိတ်နဲ့ဆွေးနွေးနေကြပါတယ်။ဒီအချိန်သူတို့မှာဥပဒေရှိသေးကြောင်းထပြောနေသူတယောက်ကိုဘိုးဟာဒီမြို့ရဲ့ရဲမှုနဲ့လက်နက်ကင်တွေကိုအိတ်ထဲထည့်ထားတာမို့မြို့ကိုမစွန့်ချင်ရင်တိုက်ရမယ်လို့ပြန်ပြောနေကြပါတယ်။ပတ်စံရနေသူစီးပွားရေးသမားချို့ကတော့ဘိုးနဲ့ညှိယူလို့ရအောင်မဲ့ထင်နေလို့အကုန်စူညံနေကြချိန်လေကွင်းတွေလည်းမီးရှို့ခံလိုက်ရတဲ့ဒီမြို့ကိုစွန့်ခွာချိန်တန်ပြီးလို့ဆုံးဖြတ်ရန်ပြင်ပါတယ်။မတ်တယိုကတော့အင်ရဲလို့ဖြစ်လာဖို့သူတို့အားလုံးအချိန်ကြာမြင့်စွာစူးစမ်းခဲ့တာမို့ဒီတောင်ကြားလေးဟာသူတို့အတွက်ပဲလို့ပြောနေစဉ်တကားကိုကန်ဖွင့်ပြီးတနက်တွေနဲ့ဝင်လာကြပါတယ်။အားလုံးငြိမ်သက်စွာပြန်ထိုင်သွားချိန်ပလင်းတစ်ခုကိုလုတ်ကင်လာတဲ့ဘာတိုလိုမျိုးဘိုးဆိုသူဟာတရားဟောစင်မြင့်မှာနေရာယူလိုက်ပြီးမင်းတို့ချစ်တဲ့ဒီအရာအတွက်နဲ့တားစီမြေဆက်အသေးခံမလို့လာမေးကခေါင်းကုန်းနေတဲ့ကလေးတယောက်ကိုစင်ပေါ်ခေါ်ပါတယ်။သူဒီကိုလာတာရွှေအတွက်ချစ်ပြီးဒီနိုင်ငံဟာဒီမိုကရေစီအရင်ရှင်းစင်တဲ့ယုံကြည်ကိုးကွယ်မှုကိုတစ်ထက်တဲ့အဖြစ်သတ်မှတ်ထားတာမို့မင်းတို့ကတိုးတက်မှုလမ်းကြောင်းကိုပိတ်ရက်နေတာဘာအတွက်လဲမေးရင်ခလေးကိုပလင်းထဲလက်နိုင်ခိုင်းပါတယ်။အထဲကမြေကြီးဆိုတဲ့အရာတွေပေါ်သူအမှတ်သားပေးလိုက်ရင်စွန့်ပစ်ခံတောင်ကြားတဲ့ကမြေအဖြစ်တွေ့ရတော့မှမဟုတ်ဘဲဖုံမုံတွေစာကြံခဲ့မှာမို့မြို့ရဲ့မြေကွက်တစ်ကွက်တံမိုးကိုတုံးကျိုးတချို့ပိုင်းပစ်လိုက်ပြီးအဲ့ဒီဖုံမုံတွေအဖို့20စီပေးမယ်လို့ထုတ်ပြင်လိုက်တဲ့အတွက်သူတို့ဘဝနဲ့မြေကိုလူယူနေတာပဲလို့အတန်တွေထွက်လာပါတယ်။ဘိုးကတော့အစမပြေရင်အခြေအနေပိုဆိုးသွားလိမ့်မယ်ဆိုကဖះเจ้าထဲမှာတနတ်တွေပစ်ဖောက်ပြီးအကုန်မောင်းထုတ်လိုက်ပါတယ်။ဖះเจ้าကိုမီးရှို့ရင်လူတွေကိုရိုက်ညက်နေသလိုသူသုံးပတ်နေလို့မြို့ကိုပြန်လာတဲ့အခါကမ်းလက်မွတ်ကိုလက်မှတ်ထိုးမဲ့လူတွေကတော့ဒေါ်လာ20ရမှဖြစ်ပေမဲ့လက်မခံသူတွေကိုတော့ဖះပဲကူညီလိုက်မယ်လို့ကြေညာပါတယ်။ထွက်သွားတော့မဲ့ဘိုးကိုခမည်းကဘလို့လူစားလဲလို့မခံရနိုင်မေးမိတဲ့မတ်တယူဟာသူဇနီးအမတားချိန်တောင်မရဘဲအော်ဟစ်လိုက်တာကြောင့်လူမင်းကွင်းမှာတင်ပြစ်တက်ခံလိုက်ရပြီးကြောက်လန့်တကြားထွက်ပြေးသူတွေလည်းရှင်းလင်းခံလိုက်ရပါတယ်။ဘိုးကတော့အလောင်းတွေကိုမရှင်းသေးပဲသူတို့ရက်ပိုင်းလောက်ကြည့်နေပါစေလို့မြို့ရဲ့ရဲမှုကိုမားသွားပါတယ်။မိဆွဲနေပြီးဖြစ်တဲ့ဖျားเจ้าကိုကူညီမဲ့လူတွေလည်းချင်းချောက်တားမြစ်ခံထားပြီးပူဆွေးဝမ်းတဲ့တန်တွေနဲ့ဖျားเจ้าကိုခေါင်းလောင်းပြုတ်သွားတဲ့အထိဘိုးကတစ်ချက်လက်ကြည့်သွားပါတယ်။တဲကနာယာကိုမြင်းတကောင်နဲ့ဖြတ်လာသူတယောက်ဟာအမ်တို့ဆိုတဲ့မျိုးတဲ့ဝင်ရောက်သွားခြင်းရဲတစိမ့်နဲ့လူတွေပြည်သူတွေအားလုံးကဝိုင်းအကဲခတ်နေကြပါတယ်။ထိုမျိုးတွေကအရှင်ကက်နေတဲ့ဖဲဝိုင်းတစ်ခုကစိုင်ထဲဝင်လာတဲ့လူကြောင့်ရုပ်ချေတစ်စိတ်သွားကြပြီးဘာကောင်တာထန်ရှုံသွားတဲ့လူကသူမာတဲ့အရက်ပြင်းတစ်ခွက်ကိုမရှိဘူးညင်းနေလို့ရှိတာနှစ်ခွက်ချပရန်မှာပါတယ်။အရက်တလုံးအထအပြင်နောက်ထပ်ငွေရင်းကားတစ်ပြားကတရင်အထဆိုကမင်းအရွယ်လောက်လူကောင်ကြီးကြီးနဲ့ဒန်ဒရဲဆိုတဲ့တယောက်ဟာလေသမားတားအဖကိုသွေးအေးစွာတတ်သွားခဲ့ပြီးမြင်းကိုလည်းခိုးဖို့ကြိုးစားခဲ့တာမို့နာမည်ကတော့မျိုးစုံရှိနိုင်ပေမဲ့ဘယ်ဘက်လက်ဖြံရဲ့ဒီနားလောက်မှာတနက်တန်ရရှိပြီးအတူထုပြေးတဲ့ဝရန်ပြေးကတော့တိတ်ပြီးလို့ဆိုပါတယ်ဘလူနီးနဲ့လေဆိုလို့တီးတိုးကပ်ပြောနေခြင်းစောင့်ကြည့်သူတွေကတနက်စီလက်လဲနေကြပြီမို့လျင်မြန်သွားလဲလေပစ်ခတ်လိုက်ပါတယ်ဖဲဝိုင်းမှာထိုင်နေတဲ့ဖရာဒေးဆိုသူကလည်းတနက်ဖြစ်နေတဲ့ရှေ့ကလူကိုချိန်ထားလိုက်ပြီးကောင်တာကအခြေအနေကိုအကဲခတ်နေပါတယ်သူ့မှာမိသားစုရှိသေးလို့စိတ်လျှော့ခိုင်းနေတဲ့ကောင်တာကပဲကိုမင်းမရှိရင်သူတို့အတွက်ပိုကောင်းတယ်လို့ပြောရင်ပြစ်တက်လိုက်ပါတယ်ရဲမှုခေါ်ခိုင်းနေတာကိုတယောက်မှမလုပ်ဖဲတနက်ကိုလက်လန်းလိုက်တော့မှထပြေးကုန်ကြတဲ့ဝိုင်းထဲကပတ်စံတွေကိုဖရက်ဒီကအကုန်သိမ်းယူလိုက်ပါတယ်ကောင်တာကဘဲအတွက်တောက်စရာမှားပေးထားတဲ့စုသူကအတက်ဖို့အတွက်ပတ်စံပေးရတာထူးဆန်းတဲ့အလုပ်လို့ပြောရင်အပြင်မှာစုညံ့နေတဲ့အတန်တွေကြောင့်ထပ်သွားပါတယ်ဆမ်ချစ်ဆန်လို့ခေါ်တဲ့သူဟာကန်ဆာပြည်နယ်ကဝရန်အရာရှိတယောက်ဖြစ်တဲ့အပြင်ပြည်နယ်90မှာတာဝန်ထမ်းဆောင်ခွင့်ရှိတဲ့လူဆိုးထိမ့်မှုအထက်ကဝရိုင်းပြီးအတွက်ပြည်နယ်တရားရုံးအမိန့်နဲ့လာတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။သူရမဲ့စုကြီးကိုကြံရစ်သူဇနီးအတွက်တဝက်ကြံတဝက်ကိုတော့သူပြန်လာတဲ့အထိတိမ့်ထားဖို့မှာနေတဲ့ဆမ်ကို Rose Creek ကလာတဲ့တယ်ဒီကကျေးစားလူသမားလာလို့လာမေးပါတယ်။ခမည်းလို့အရေးချင်းရှိတဲ့လူလိုတဲ့အတွက်ဈေးနှုန်းတစ်ခုတတ်မှတ်ပြီးလူဒါဇင်ဝက်လောက်တတ်ထားတဲ့လူချမ်းသာတယောက်ဟာဒီ
ဒီကနေ၄ရက်လောက်ကြာမဲ့မြို့နယ်မြို့ကရဲမှုတွေကိုပါတိန်းထားလို့အကူကြီးတောင်းတော့မင်းလူလိုတာကြေးစားမဟုတ်ပဲစစ်တပ်တက်လို့ဆိုပါတယ်အရက်ပလင်းနဲ့ထွက်လာတဲ့ Freddy ကိုတနက်နဲ့ဝိုင်းချိန်လာတဲ့နေ့ယောက်ကတနက်ကိုပါတိန်းယူလိုက်ပါတယ်ကြေးစားမဟုတ်ဘူးဆိုတဲ့မြင်းဘော်ကဆန်ကိုလမ်းလျှောက်လိုက်နေတဲ့အမ်မာကသူတို့လူတမရူးကြလဲသမားတွေကို အေးနဲ့တပ်ပြစ်နေတာဘိုးဆိုလို့ ဘာသူလူမျိုးဘိုလာလို့ဖြန့်မိလိုက်ပါတယ်နာမည်ကြားဘူးနေတဲ့ထိုလူရဲ့တော့ပိုင်ဆိုင်သမျှအားလုံးနဲ့ကမ်းလှမ်းလာတဲ့အမ်မာကလူလေကောင်တက်ခံလိုက်ရတဲ့သူမခင်မွန်းအတွက်လက်ဆဲချေခြင်းနဲ့လူဆိုပါတယ်အဖမ်းခံလာတဲ့ Freddy ကသူ့ကိုတတ်မဲ့တွင်းကကြွက်တူရှိလို့ဒီမှာပဲတတ်ချင်တတ်ဖို့ပြောနေပြီးဒေါ်လာ90အတွက်ကဖဲလင်ရိုက်စီယာမလိုတဲ့အကြောင်းထူးဆန်းတာလေးပြမယ်လို့ကမ်းလှမ်းပါတယ်ဖဲချက်တဲ့ကြွက်ကိုရွေးခိုင်းနေလို့မျက်လေကြွက်တဲ့တယောက်ကမြောက်ပေးတဲ့အခါခင်းကတကက်ဆွဲယူပြပြီးထိုလူရဲ့နဖူးကိုတီးပစ်လိုက်ပါတယ်ကြံတဲ့တယောက်ကိုလည်းနေရွက်ကိုပစ်လိုက်ပြီးသူရှိပေါ်လာရင်တကယ်တက်ပြီးဆိုကလူမတက်ချင်ပေမဲ့သူတနက်တွေကိုတော့မထိခိုက်စင်ဘူးလို့ပြောသွားပါတယ်အမ်မာတို့ဟာ3ဝက်နီးမှပြင်လာမဲ့ဘိုးနဲ့လေသမား40လောက်ရှိတဲ့သူမတို့မြို့အကြောင်းဆန်ကိုရှင်းပြနေပါတယ်ပတ်စံမရှိသေးပေမဲ့သူပေါင်ထားတဲ့မြင်းကိုပြန်လိုချင်နေတဲ့ Freddy နဲ့နတ်သူငယ်လိုလူတို့အခြေအနေတင်းမာနေစဉ်မြင်းအတွက်ဘလောက်ပေးเสียရှိလဲလို့ဆန်ကလာမေးပါတယ်အလုတ်အတွက်ပူးပေါင်းเสียလူလိုနေတယ်ဆိုလို့ဘာရမှလည်းမေးတော့အမ်မာကအိတ်ကိုပြစ်ပေးပါတယ်ခက်ခဲတဲ့အဆင့်တော်မဟုတ်ဖဲမဖြစ်နိုင်တဲ့အလုတ်အတွက်ပထမအသွင်ဆောင် Freddy ကိုခေါ်ယူစုဆောင်ပြီး Rose Green မြို့ထန်းခကြီးဆက်လာကြပါတယ်လမ်းမှာမင်းကလေးတယောက်ကကြေးစားလာငါးတာဘဒုအတွက်လည်းမေးကြည့်တော့ဘိုးဆိုလို့ဓမြဘရင်လားလို့တွန့်သွားတဲ့ Freddy ဟာမင်းမပါခြင်းဘူးဆိုရင်သူဝယ်ပေးထားတဲ့မြင်းကိုထားခဲ့လို့ဆိုပါတယ်မငင်းနိုင်တော့တဲ့ Freddy ကိုမိုင်30အကွာက Good Night Moby Shaw ဆိုသူကိုတွားခေါ်ပြီး3ရက်နေလို့ Junction City ကိုသူရောက်မလာရင်တေပြီလို့မှတ်ထားမြင်းကိုယူလိုက်တော်လို့မှားသွားပါတယ်အမ်မာနဲ့ထွက်လာတဲ့ဆန်တို့ကအိမ်တလုံးတန်ရောက်လာကြပါတယ်အထင်းမှာလူသေးတိတ်လို့ထိတ်လန့်သွားတဲ့အမ်မာကိုကျိုးနဲ့ဖမ်းလိုက်တဲ့ဘဲကတနတ်ပေးဖို့တောင်းယူနေကြကိုသူအိတ်ကက်ထဲကဝရန်စာရွက်ပါပွန်းကိုပြရင်မင်းလက်ချက်နဲ့တေသွားတဲ့ Ranger တယောက်အတွက်ဒေါ်လာ900စုကြေးထုတ်ထားတာရီသူစိတ်မဝင်စားပဲအလုပ်တစ်ခုကမ်းလှမ်းကျင်တယ်လို့ဆိုပါတယ်ဒီလုပ်ငန်းကသူနဲ့ရောပတ်သက်လာလို့ MR ကိုစောင်းမြောင်းပြောနေတဲ့ backward ဆိုသူဟာသူကမ်းလှမ်းတာလက်ခံရင်လိုက်ဖမ်းမဲ့လို့အများကြီးထဲမှာသူတော့ပါမှာမဟုတ်တော့ဘူးလို့အသိပေးပါတယ်ဖလာဒေးနဲ့တယ်လီကတော့တနက်ပစ်ပြိုင်ပွဲတစ်ခုကိုလေ့လာနေကြပြီးပထမပွဲရှုံးသွားတဲ့လူကတစ်ဖက်ကအနံ့ရသွားသူဘီလီလျော့ကိုလောင်းချင်းနှစနဲ့လူချင်းပစ်မယ်လို့စိန်ခေါ်လိုက်ပါတယ်ဒန်ရောဘေးကလူတွေကပါမင်းတို့တေပြီလို့ရေရွတ်လိုက်ကြပြီးစိန်ခေါ်ပွဲလက်ခံလိုက်တဲ့ဘီလီဟာတနက်ဂရီချွတ်ချပြီးအသင့်ပြင်ကဒိုင်ကိုအချက်ပြခိုက်ပါတယ်တနက်တန်ထွာလာတဲ့နောက်တနက်သမားဟာစဒိုးနဲ့အစုံတက်ခံလိုက်ရပြီးလောင်းချင်းနှစလိုက်ယူနေတဲ့လူတယောက်ကိုညစ်ပြီးဆော့လို့ငွေမပေးနိုင်ဘူးပြောမိသူဟာကိုနိုင်ဆိုတဲ့အမိပြောင်းကြောင်းဆရာမန်းထီရင်မလေးမစားမလွတ်ပါဘူးလို့တောင်းပန်ပေမဲ့ငွေစာထိတ်ရန်သာပြောပါတယ်ထို Robbie Shaw ဆိုသူကိုဆန်လွတ်လိုက်ကြောင်းသိပြီးတော့စူညံနေတဲ့ဆိုင်တစ်ဆိုင်ရောက်လာကြပြီးဘီလီနဲ့ဘလို့စုံလဲမေးတဲ့အခါဝရန်အထုတ်ခံထားတဲ့ဘီလီဟာတက်ဆက်ကအရက်ပါးတစ်ခုမှာသူ့ကိုအရက်မယောင်းတဲ့အဆိုင်လုံးကိုလက်ပလာနဲ့အမောင်းတိုက်ပြလိုက်တဲ့နောက်သူဖားရမယ့်လူမဟုတ်ပဲမိတ်ဆွေဖွဲ့ရမယ့်လူလို့သိလိုက်ရပြီးပြိုင်ပွဲတွေရှားပေးတဲ့ Robbie Shaw နဲ့ဝင်ပြိုင်တဲ့သူကတယောက်တော့ခွဲယူကြကြောင်းရှင်းပြပါတယ်အခုစံခေါ်တဲ့နေရာကိုသူလိုက်ရရင်ဘီလီလည်းပါမယ်လို့ပြတ်သားစွာသိပြီးတော့3ရက်အတွင်းပြန်လာခိုင်းတာတရက်ခွဲသာကြာမယ်ခရီးမို့နေ့တစ်ဝက်ကိုအရက်ထိုင်တော့မယ်ဆိုတဲ့ Friday ဟာသဘောကျသွားပြီလို့ချီးကျူးပါတယ်အဲ့ဒီနောက်ဆန်လို့စောင့်နေတဲ့နေရာထံရောက်လာကြပြီး Ranger နှစ်ယောက်တွေ့ဆုံနှုတ်ဆက်ကလူပိုပါလာတဲ့ဘီလီနဲ့မိတ်ဆက်ပေးပါတယ်ဖလာဒေးကတော့ဝရန်ပြေးဘက်ကွက်ကိုတွားစားနေပြီး9ယောက်ရလာတဲ့အပွဲနဲ့ကြေးစား9ရန်သူအန်မာတို့ခရီးဆက်လာကြပါတယ်လမ်းမှာဆန်ရှာတဲ့ Jack Holmes ဆိုသူကိုမတွေ့ရပဲထို rifle ကိုယူထားတဲ့ပီဂျင်ညီကိုကဒီ rifle ပြနေုံနဲ့ဒေါ်လာ1000ရမှာခစ်ပြီး Jack Holmes ကိုတော့ကြောက်တုံးနဲ့ထုလိုက်လို့6ထဲကျသွားပြီးဆိုတဲ့ငကြွားနှစ်ကောင်ထန်စိတ်ကြိုတလက်ဝင်လာပါတယ် rifle တလက်နဲ့ကြောက်လန့်တကြားပြီးနေသူကိုလည်းတနက်ဒင်းနဲ့ရိုက်ပြီးသူ့ကိုချောင်းရိုက်သွားတဲ့ကောင်တွေနောက်2ရက်လောက်လိုက်လာရတာဆိုလို့လွန်ခဲ့တဲ့6နှစ်ကစုံဘူးတယ်လို့မိတ်ဆက်နေတဲ့ဆန်ကြောင့်သူဖြစ်စီသူဖန်ယူဖို့လူတတ်မိတာဟာဥပဒေရတော့ဘာသာရေးရတော့တင့်တယ်နေပြောနေလို့လက်ခံပေးရပါတယ်အရင်လုံးအလုံးမထစ်တာကြားပြီးဖြစ်တဲ့ Jack Holmes ကိုဘိုးและသူ့လူတွေကိုတိုက်ခိုက်ရန်လူလိုတဲ့ပြောပေမဲ့အမ်မာကိုကြည့်ပြီးဘာမှပြောမသွားတဲ့ဒီအိန္ဒိယလူမျိုးဟာ What Wong ကလူဝတ်ဆောင်ဝတ်ထားတာဖြစ်မယ်လူ Friday ကစနောက်ပါတယ်လမ်းမှာတွေ့တဲ့အဆောင်အယောင်တွေကိုတတိထားသွားလာနေတဲ့သူတို့နောက်ကိုလူတယောက်ကစောင့်ကြည့်နေပါတယ်ညတော့မှ rifle ကင်ထားပေမဲ့မပြတ်တာခုဆိုတဲ့တက်တီအား
သူ့ကိုဝစ်စကီတိုက်ရင်ပြက်တန်ပေးမယ်ဆိုတဲ့ဖလာတွေကသင်ခန်းစာနံပါတ်1အနေနဲ့ဒီလိုလက်ထောင်ရင်မပြက်ပါနဲ့အတိတ်ပဲဆိုလို့ဝစ်စကီသာပေးလိုက်ရပါတယ်ဖဲချက်ကိုမလူနိုင်တဲ့တက်တီဟာပထမဆုံးတနေ့ပြပွဲမှာရှုံးသွားပြီးဖြစ်ပြီးသင်ခန်းစာ2အနေနဲ့ဖဲချက်ကအဓိကမဟုတ်တဲ့အာယုံလွှဲခြင်းလို့တင်ပြပြီးပါတယ်သင်ခန်းစာ3ကိုတော့တက်တီကမတင်ကျင်တော့တဲ့အတွက်သူ့ကိုကြည့်နေတဲ့အန်မာကိုပြုံးလိုက်ပါတယ်အစီအစဉ်နဲ့အကျိုးမြတ်မင်းနေသူဂွန်နိုင်အားရွှေသားအချို့လို့နောက်လိုက်ပြီးတကယ်တမ်းပိုင်ဆိုင်သမျှအားလုံးကန်လန်းလာတဲ့အန်မာဟာမိနိမအရွယ်ပံခေါ်လာလို့မင်းနေတဲ့ဂွန်နိုင်ကအခုလာမဲ့တိုက်ပွဲကိုအတိတ်ကလို့မထစ်စင်တယ်လို့သတိပေးပါတယ်နောက်ရက်အနက်တစ်ခုကြောင့်နိုးလာကြတဲ့အခါခြေတံနဲ့အတူရောက်လာတဲ့ချက်ခွန်းကနောက်ယောင်ခံလိုက်သူရှိနေကြောင်းသတိပေးလာလို့ထကြည့်တော့လူရိုင်းတကောင်ကြောင့်အကုန်ထိတ်လန့်ကုန်ပါတယ်ဒီလိုလွင်ပင်နေကြမှာမြင်းစည်းကျွမ်းကျင်တဲ့ကိုမန်ချီစစ်တီတို့တယောက်ကိုမြင်ရရင်မျိုးနွယ်စုတစ်ခုလုံးရှိနေနိုင်လို့လိုက်ရှာနေခြင်းသူတို့ငိမ့်ချမ်းစွာလာသူတွေဖြစ်ကြောင်းဒေတာခန်စကားနဲ့ပြောရင်ဆန်ကားရှိတိုးသွားပါတယ်လူဖြူစကားအနှဲငယ်တက်တဲ့ဆိုလဲလူရိုင်းဟာမျိုးနွယ်စုထံကခွဲထွက်လာသူဖြစ်ပြီးသူလန်းစဉ်အတိုင်းသူလန်းသူထွက်လာတာဆိုလို့ငါတို့လည်းတေးတောင်းတေးသွားနိုင်တဲ့အထိလူရုပ်မာတွေကိုတွားတိုက်ကြမှာလို့အတိပေးလိုက်ပါတယ်။သမင်းတကောင်လည်းဘိုက်ကိုခွဲကသူ့နာမည်ရက်ဟာပဲလို့မိတ်ဆက်ရင်ဆန်ကိုအသေးကျွေးကသူလဲစားလိုက်ပြီးယုံကြည်မှုတည်ဆောက်ပါတယ်။ဒီလိုနဲ့အဖွဲဝင်နောက်တယောက်တိုးလာပြီးတိုက်ကွဲဝင်နိုင်သူ9ယောက်နဲ့ဂျေးစား9ရမ်းသူ2ယောက်တို့ခရီးဆက်လာကြပါတယ်။ Rose Creek မြို့ထဲဆန်ကညင်းနဲ့ဘီလီကအထာနဲ့လမ်းဆောင်ဝင်လာပုံကိုမြို့ခန့်ပြည်သူတွေကအဲ့ကောင်တွေတော့ပြဿနာတက်ပြီးလို့အကဲခတ်ကြည့်နေကြပါတယ်။ရဲတွေနဲ့ဘိုးရဲလူတွေကသူတို့လမ်းမှာပိတ်ဆို့လိုက်ပြီးဓာတ်ဒီခါချိလာတဲ့ဘီလီကိုကြည့်ကဒီမြို့မှာလက်နက်ကင်ခွင်းပိတ်ထားလို့အကုန်အပ်ခဲ့ပြီးလက်ပြန်ခိုင်းနေတဲ့အတော့မင်းတို့ကတော့ဘာလို့ကင်ခွင်းရနေတာလဲလို့မေးပါတယ်။ရဲတွေပါဆိုတဲ့ရဲမှုကြောင့်မြို့လေးမှာရဲတွေများလိုက်တာဆိုတော့ဘီလီကိုဘာကောက်လဲမေးနေတဲ့အတော့ရှားဟိုင်မှာအသေးခဲခဲဘူးလို့အစိခံဖြစ်ပေကလိုက်လာတာဖြစ်ပြီးအန်ဒရေမပေးတတ်ပါဘူးလို့ဖြေပါတယ်။တနတ်တာအခိုင်နေတာကြောင့်ဥပဒေရပဲဆိုကထုတ်ပေးလိုက်ပြီးရဲမှုယူခါနီးခင်ကြမှာမင်းတို့နောက်ကငါအပေါင်းပါဒီကတော့မပူပေါင်းချင်တော့ဘူးဆိုတဲ့နောက်အတီးထွက်လာတဲ့အဖွဲသားတွေကစားမလို့ဝါမလို့နဲ့ကြည်နေကြပါတယ်။လေလွင့်ကောင်ဒီပဲလို့တတ်မုတ်တဲ့ဘိုးရဲ့လူကိုမင်းကတော့ကပအချစ်တဆုံးလူသားလက်ချက်နဲ့တေးရတော့မယ်လို့ဖီယာတွေကခြေပပါတယ်။ပလန်လေအဝိုင်းခံနေရတဲ့အခြေအနေကြောင့်ဘာလို့ချင်တာလဲမေးတဲ့အခါဒီနေရာမှာ Plastone Agent လို့ခေါ်တဲ့လူကြောက်တီဟာကြောခိုင်းနေတဲ့လေသမိုင်းနဲ့မိမာတွေကိုနောက်ကပစ်တတ်သူတွေမို့တကယ်ကျွမ်းကျင်တဲ့ကောင်တွေနဲ့တော့ရှင်နိုင်ရလားဆိုကသူ့တနက်ကိုသိမ်းယူခိုင်းပါတယ်။ဒီတော့သူတို့ပဲသူ့တွေအမှုထမ်းနေလေဆိုတာရဲ့နောက်ကအင်အားစုဘလောက်စီးလေသေးလားလို့ဖြေးချောက်လာပြီးမို့ဒီမြို့ကိုလိုချင်ရင်သူနဲ့လာတွေ့ရင်ဘိုးကိုအမှားပါခိုင်းပါတယ်။လက်ခေါင်းမုတ်လိုက်တဲ့ Agent ကြီးကိုမင်းလူကြပုံမရဘူးဆိုတဲ့နောက်အပေါ်မှာရောက်နေတဲ့ရက်ကမြားနဲ့စတင်ပစ်ခတ်လိုက်ပါတယ်။အဲ့ဒီနောက်တစ်ဖက်နဲ့တစ်ဖက်အသေးလဲတရန်အသင်းပင်နေချိန်မှာဆန်ကသူ့မြင်းကိုနေရကမောင်းထုတ်လိုက်ပြီးတနက်စီလက်လန်းနေတဲ့3ယောက်ကိုစပစ်လိုက်ပါတယ်။ဘီလီနဲ့ချက်ခွန်ကဓားရီနဲ့တိုက်ခိုင်းနေချိန်ခွန်းနိုင်ဟာသုံးလှုပ်စွာအော်ဟင်းနေပါတယ်။တမျိုးလုံးစိုးမိုးထိုင်းတဲ့ဘိုးရဲ့လူတွေကိုလင်းလေးမြင်းမြန်းနဲ့အဆုံးတတ်လိုက်ကြပြီးမြင်းနဲ့ထပ်ပြေးနေသူကိုရက်ကတားဆီးလိုက်ပေမဲ့တိုက်ကွိုင်းမှာကြောက်လန့်နေသူခွန်းနိုင်ကြောင့်လူတစ်ယောက်ကိုလွတ်သွားပါတယ်။နောက်ကပစ်ဖို့ချင်းရွေနေချင်း Friday ကလည်းပစ်လိုက်ဖို့တွန်းအိုက်ပေးနေပေမဲ့လွတ်ပေးလိုက်သူခွန်းနိုင်ရဲ့တနက်ကိုပီလီကဆွဲယူလိုက်ပြီးဂျမ်ထင်နေတာလို့ဖားပေးပါတယ်။အဲ့ဒီနောက်ဘသူကဘယ်နှယောက်တက်ခဲ့လဲဆိုတာပြန်ရည်တွေ့နေကြတော့အိမ်အောက်ဝင်ပုံနေတဲ့ရဲမှုကိုထွက်လာခံပြီးခပတ်နဲ့ရဲတစိဖြုတ်ခိုင်းနေလို့သူကခန့်အခန့်ရဲမှုဆိုသူကိုရှာသူဖြုတ်လိုက်ပြီးမို့မင်းတတိရှိတည်ပါဆန်းလို့ဆိုပါတယ်။တောင်ကြားနဲ့မြို့ကိုသူတို့ရထားတဲ့အတွက်အပေးယူရန်ပြောခိုင်းပေးမယ်အပေးယူမတတ်သူပိုးကလူများများခေါ်လာပြီးအမုတ်ချေမှာထိကြောင်ရှာရှည်နေလို့သူလာတဲ့နေရာကတမတာကြီးနာမည်လို့ကန်ဆက်ကလင်ကွန်မျိုးဆိုတာနဲ့ဘိုးကိုယ်တိုင်ထွက်မလာရင်အဲ့ကောက်ကိုလူကြောက်လို့ပါတခါတည်းပြောခိုင်းလိုက်ပါတယ်။တိုက်ပွဲပြီးသွားပြီးမှအမနဲ့တယ်ရီတို့ကမြို့သူမြို့သားတွေကိုကြောက်စရာမလိုကြောင်ခေါ်ထုတ်တဲ့အခါဘသူကအနင့်ကိုဂျေးစားငွားခိုင်လို့လဲဆိုလို့မြို့မှာယောက်ျားဆန္ဒသူပဲရှိတယ်လို့ဖြေလိုက်ပြီးစံကိုမိန်ခွန်းချွေခိုက်ပါတယ်။ထုံးစံအတိုင်းသူဟာပြည်နယ်ခမခုရဲ့ငင်းချမ်းရေးရရှိလူဆိုးထင်းတယောက်ဖြစ်ပြီးဒါဟာစစ်ပွဲမလာခင်ပွဲအချိုလီမို့တိုက်ပွဲလာရင်စိတ်ကြိုက်ရင်ဆိုင်နိုင်ကိုပြင်ဆင်ထားဆိုတဲ့အခါလူနေဟာလောက်နဲ့လာမဲ့ဘိုးတို့ကိုမနိုင်ဘူးပြောနေတဲ့လေဓမားတွေဟာယူမလာတဲ့ပစ္စည်းမှန်ဓမားထားခဲ့ပြီးမနေချင်းထွက်သွားလို့အမ်ဘာကမောင်းထုတ်ပါတယ်။သူတို့မှဆက်နေချင်းရင်မဖြစ်မနေတိုက်ချရမှာမို့
သူတို့ကိုညီတယ်လို့ပြန်ကူညီမဲ့လူတွေလို့တဲ့ဆိုပေမဲ့လယ်သမားတွေနဲ့တရုတ်ဆရာတို့ကသူတို့ဟာလူတတ်သမားမဟုတ်ဘူးညင်းနေတဲ့အတွက်ကိုယ့်ဘက်ကိုတနက်ဖြန်းဝေဝါမချိန်ထားတဲ့၍လူတိုင်းဟာလူတတ်သမားမဟုတ်ဘူးလို့ဖြေပါတယ် တရုတ်ကတော့ပြစ်ခတ်တာမျိုးတွေမလုပ်ဖို့ပေမဲ့အိမ်ဆိုတဲ့ຢာကိုမကားကွယ်နိုင်ရင်အလဲကားပဲလူထောက်ခံလာပါတယ်ဒီကိုလာမဲ့လူတွေအမားကဒီကလူတွေကိုအထင်မြင်သေးခြင်းမို့သုံးပတ်နေရင်ပြန်လာမယ်ပြောသွားတာလွန်ခဲ့တဲ့ရှေ့ရကဆိုတော့အချိန်မရှိဘူးဆိုတဲ့မျိုးသားတွေဟာတရင်သွားဖို့မဲ့မင်းသမားက3ရက်အစီအစဉ်ဆွဲဖို့1ရက်နဲ့ဒီကိုပြန်လာမဲ့ခီ3ရက်သာကြာမှမို့တပတ်တာအချိန်ကိုပြင်ဆင်ရန်ဒီညကိုနောက်ဆုံးအဖြစ်ကောင်းကောင်းအိတ်လိုက်ဖို့မှာသွားပါတယ်အားငယ်နေသူတွေကြောင့် အမကစိတ်ပြက်စွာထိုင်ချလိုက်ပြီးသူ9ရက်လာတဲ့ဂျေဆိုင်တွေကိုညစာပြင်ပြီးတော့လူဖြူစာတွေကခွေးစာနဲ့ကြူလေပြောနေသူရက်ညက်စကားကိုသူ့စပင်ပုံစံကိုစိုက်ကြည့်မနေဖို့ပြောတာလို့ဆမ်ကဆက်နောက်ပြီးပါတာပြန်ပါတယ် နောက်တစ်ရက်ခုခံဖို့တက်တီမရှိသူတွေဟာမျိုးကိုဆွန့်ခွာသွားကြပြီးမို့ဒီထွက်နဲ့သူတို့မိုင်ပေါင်းများစွာလာခဲ့ရတာလားလို့စီးပြစ်နေကြပေမဲ့ခေရင်ကွဲတွေကင်လာသူအချို့ကိုအန်မာကခေါ်ဆောင်လာတဲ့အသက်လေးကျင်ပေးကြပါတယ်။ဖေယာရီရဲ့တနက်ကင်နီဘီလီရဲ့ဓာတ်နဲ့တိုက်ခိုက်နီးတင်နီတုံးမှာပဲငါတို့ကဖလိုလို့တတ်မှလေဆိုကလှည့်ပြန်သွားကြပါတယ်။တမင်လွဲပစ်နေတာလားတောင်ထင်ရတဲ့လဲသမားတွေကို good night ကမိတ်ခွင်းလွေချွေပြီးထပ်ပစ်ခိုင်းပြီးမဲ့တစ်ချက်တောင်မထီလို့မတာတန်းကြီးပဲလို့အဖြစ်တင်ကမင်းတို့ဖြစ်နေတဲ့အရာကိုမုန်းတီးလိုက်စမ်းပါလို့ထပ်អော်နေချင်းသူတို့မှာအတူယူစရာလူနေတာဆိုတဲ့ဖေယာတွေက good night Robbie Shaw ဆိုတဲ့လူဟာတိုက်ပွဲတစ်ခုထဲမှာ23ယောက်တပ်ဖူးတဲ့လက်အဖြောက်ဆုံးတက်သားမို့တေမင်းတမန်လိုတောင်ခေါ်တွင်းရတဲ့လက်ကျန်အယောက်ကပြပြလိမ့်မယ်လို့အယောက်ပို့ပါတယ်အရှိတ်မကွဲချင်တာကြောင့်တဲအိတ်အားလုံးကိုအတိအကျပြပြသွားတဲ့ good night ကိုချီကျူးရဲ့မင်းတို့တနက်တွေကိုတော့ရန်သူကြောက်သွားမလားလို့အိမ်ပြန်အယောင်တင်ဖို့မောင်းထုတ်လိုက်ပါတယ်ဒီလိုနဲ့အဝေးမဖြစ်နိုင်တဲ့လဲသမားတွေအတွက်ထောင်းချုပ်စီမြူထေရောက်အောင်ခေါ်ပြီးဒေပစ်ခိုင်ဖို့စဉ်းစားကြပါတယ်နောက်တစ်ရက်ရွှေတွင်းမှာခိုင်းစေနေတဲ့ဘိုးရဲ့လူတွေဟာဘဲကပင်နေမှမတည်တဲ့တနတ်ထန်းကြောင့်အကုန်သေးကုန်သည့်စန်းတို့ခုနှစ်ယောက်ကထိုမိုင်းတွင်းကလူအားလုံးဟာလွတ်လပ်သွားပြီးမို့သွားလို့ရသွားနိုင်တယ်လို့တိုက်ခိုက်ခြင်းသူအားလုံးနေခေလို့ရကြောင်းပြောကဖျက်အားပြင်းဘုံတွေကိုတင်းယူလိုက်ကြပါတယ်လူအနှဲငယ်ထပ်မံဆူဆောင်းလာပြီးဒိုင်းနမိုက်တွေကိုမြို့ရဲ့အခုတည်းတော့ဘန်မှာထည့်သိမ်းထားကြပါတယ်ဘိုးစီတည်င်းလာဖို့တဲ့ရဲမှုကစံပြောခိုင်းလိုက်တဲ့အတိုင်း Rose Grid ကိုမလာရင်လူကြောက်လို့ပြောပြလိုက်ပြီးဒီလူကိုဖြည့်ရှင်းလို့ရမယ့်အစဲနှုံးမရှိဘူးလို့ဆိုပါတယ်။လူခုနှစ်ယောက်ထဲကသူလူ22ယောက်ကိုတတ်သွားတာကိုအလစ်ငိုက်မိတယ်လို့အကြောင်းပြောခဲ့သူရဲမှုကိုပစ်တက်လိုက်ပြီးနောက်မှရပ်နေတဲ့ကိုမိုင်းချီစစ်တီကိုတော့ Rose Grid သမိုင်းမှာသူ့နာမည်သာကြံခဲ့ရမှာမို့လူအင်အားစုဆောက်ရမှာပါတယ်။တယောက်တည်းတနက်ပစ်လေချင်းနေသူအန်မာထန်ဖရိုင်ယာတွေကဆရာလာလုံနေပြီမဲ့သူမမှာတင်ဖေးမဲ့ဖခင်ရှိချောင်းပစ်ပြနေလို့ငားမှာတော့မရှိခဲ့ဘူးဆိုကအဆက်မပြပစ်ပြလိုက်ပါတယ်သူများတိုက်ပွဲကိုဘာလို့တိုက်ပြီးနေရတာလဲမေးကြည့်တော့သူမင်းကိုပြန်ရချင်ယုံတက်တက်ပါဆိုတဲ့ဖရိုင်ယာတွေကတိုက်ပွဲဝင်ချင်ရင်ဘောင်းဘီပြောင်းဝေထုတ်လဲမှာပါတယ်အဲ့ဒီနောက်အမြင်ပိုင်းကလာမဲ့ဘိုးရည်လူတွေကိုမြူသေးများခေါ်ပြီး rifle ကောင်းတဲ့ good night ကိုအပေါ်မှာနေရာယူဖို့နဲ့မကစ်နိုင်တဲ့သူတွေအတွက်အိမ်တကားဝေတွေကဒုတ်ချင်းတွေကနေစီးပြရမယ့်အစီအစဉ်မှာသူခေါင်းပွင့်သွားရင်သူ့အတွက်လက်စားချေဖို့နဲ့အစိုးဆုံးကအားလုံးသေးသွားရင်တောင်တတူတွင်းကိုဖောက်ခွဲခဲ့မယ်လို့ဆိုပါတယ်ဖះเจ้าဘော်ကိုတက်လို့ရလားစစ်ဆေးကြပြီးမိမနဲ့ကလေးတွေကိုစောင့်ရှောက်ဖို့တာဝန်ကျသူအန်မာကသူမလည်းတိုက်မှာဆိုတဲ့အတွက်ငါတို့တော့သေးပြီလို့ဟော်ကင်းထုတ်လိုက်ကြပါတယ်အနေကဝိုင်းပစ်ဖို့ထောင်ချောက်တွေမြို့ထဲမှာအကာရန်တွေပင်စင်ကမင်းစည်းကျွမ်းရှင်နဲ့ red ကိုကင်းထောက်ဖို့လှုပ်လိုက်ပြီး Friday တို့ကမိုင်းတွေဆင်ကြပါတယ်သူ့မှာမိမနှစ်ယောက်အဖြစ်တနတ်လက်လက်ရှိချောင်းစနောင်နေတဲ့ Friday တို့ဝိုင်းမှာ good night ကတော့သူတနတ်မောင်းဆွဲမိသွားပြီးမို့မကြခင်အသေးဆိုးနဲ့တေးရတော့မယ်လို့ဘီလီကိုရင်ဖွင့်နေပါတယ်ကိုဝိုင်းမှာမရှိပဲတိုက်ပွဲအတွက်ပြင်ဆင်နေသူဆန်းကိုသူတို့တော့လုပ်ပေးခဲ့တာတွေကျေးဇူးတင်ကြောင်းတရားဟောဆရာကလာအတီးပေးနေတဲ့အချိန်ဒီမျိုးထဲကလူတော်များများကတော့အသက်ရှင်နိုင်မှာမဟုတ်ကြောင်းအတီးပေးလိုက်ပါတယ်လူအင်္ဂါနဲ့မျိုးရဖျားကြောင်ခေါလောင်းကိုပြန်ဆွဲတင်နေချိန်မှာကင်ထောက်ဖို့လူလိုက်တဲ့ red ကဘိုးနဲ့သူ့လူတွေအာယုံဥမာရောက်လာနိုင်တယ်လို့တင်လာပူပါတယ်ရန်သူတွေရောက်မလာခင်နောက်ဆုံးညမှာအိမ်မော်ကတေးတေးလေးဆင်းလာတဲ့ကိုနိုင်ကိုဝေစုရမယ်ရွှေတွေမယူရဲထပ်ပြီးတော့မလို့လားလို့ဆန်းကမေးပါတယ်
မနက်ဖြန်ဒီချင်းလို့ဆိုအကုန်တေကုန်တော့မဲ့မင်းလူဟာလူသားကောင်းကျိုးပြုနေတာမဟုတ်ဘူးဆိုလို့မင်းဒီလူတွေထံကကြောခိုင်းပြီးမဲ့လို့ရက်ကိုစိတ်ဖြက်စီမှာသူတယောက်တည်းမဟုတ်ကြောင်းတတိပြီးတော့ဖြစ်ခဲ့တဲ့စစ်ပွဲတွေဟာဘယ်တော့မှရမသွားပဲလူချင်းချင်းတပ်ဖြတ်နေကြဦးမှာပဲဆိုတဲ့ခုနိုင်ဟာတပ်ဖြတ်မှုတွေကိုမုန်းတီးနေပြီမို့သူ့ကိုယ်သူလူကြောက်အဖြစ်ခံယူပြီးစူတောင်းနေတဲ့မျိုးခန့်တွေအနာကနေထွက်ပြေးသွားပါတယ်ချောလုံးပြိုးခုနိုင်နဲ့အတူလိုက်နေတဲ့ဘီလီကတော့အရက်တောက်ရင်ဆက်နေနေတာမြင်ရတဲ့နောက်ကျန်တဲ့လူတွေကိုအခုမဟုတ်ပဲတိုက်ပွဲတဲ့ကြားမှာထွက်ပြေးမကောင်းတော့တွားချင်းတွားနိုင်ပြီးသူကတော့ဒီကလူလီကိုဘွားနဲ့ကိုနေနိုင်တဲ့အထိအဆုံးထိနေသွားမယ်လို့ဆိုပါတယ်။တွားစရာထွေထွေထူးထူးမရှိကြတဲ့ဂျက်ခွန်တို့လိုလူတွေကအတူတူတိုက်ပွဲဝင်ဖို့သာပြန်ပြေးနေကြပြီးအခုမှအင်္ဂလိပ်လိုဝင်ပြောတဲ့အထက်ကြောင့်ဒီညစခါအများကြီးပြောကြမယ်လို့ပေါ်ပါစွာစမ်းနောင်နေကြချင်းဖလားတွေကတော့ဖျားเจ้าစီထွေထွေကြီးတွားနေတဲ့စမ်းကိုလိုက်ကြည့်နေပါတယ်။မြင်လိုက်ရတဲ့အမ်မာဟာသူမအိမ်နေရကိုအစားယူမိလို့အတီးပေးလာနီနောက်တရက်အာရုံဦးမှာဖះเจ้าကခေါင်းလောင်းတက်နဲ့အတူခလီးနဲ့မိမာတွေကိုမြေရောက်ခံစီရွှေ့ကြပါတယ်တန်စီနေတဲ့ဘိုးရဲ့လူတွေဟာတယောက်တည်းထွက်လာတဲ့ဆန်းကိုအိတ်ကောင်ပဲလို့အတီးပြုတ်လိုက်တဲ့နောက်အတီးကြီးတိုက်မဲ့စစ်ပွဲကိုစရန်ဘိုးကအမိန့်ပေးလိုက်ပါတယ်ကဒုတ်ချင်းဒီထဲကကြောက်လန့်နေတဲ့လက်စမားတွေကိုဘီလီကမက်စတာဖိုမာကအစီအစဉ်အတိုင်းစောင့်နေကြပြီးခွဲထက်ချင်းကလာတဲ့ဘိုးရဲ့လူတွေကိုဆွဲမိုင်းနေနဲ့စာတင်ကြိုဆိုလိုက်ကြပါတယ်တနမရှိသူတွေကထောင်ချောက်စင်ဂောပြားတွေနဲ့ဝင်းရိုက်ကြပြီးအဝေးမထိနိုင်သူတွေကတော့နီးကပ်လာတဲ့မြင်းပေါ်ကလူတွေကိုရှင်းလင်းကြပါတယ်။ဘေးကပတ်ဝန်းလာသူတွေကိုခေါင်းဆောင်ထိတဲ့ဆန်းနဲ့အမြင်းပေါ်ကရက်တိုကတိုက်ခိုင်းနေပြီးဘီလီနဲ့ဂျက်ခွန်ကတော့ရှေ့ထီးဓာတ်တွေနဲ့အနီးကပ်တက်ခွန်နေကြပါတယ်။မျိုးရဲဝင်လာမဲ့အပေါက်ကိုထိန်းချုပ်များခေါ်ကအမ်မာတို့လူစုကအနီးကပ်ဝိုင်းပေးကြပြီးအပြင်းအထန်ခုခိုင်းနေကြတယ်လို့ဖလာဒီကလည်းကြိုးစင်ထားတဲ့မိုင်းတွေနဲ့နေအောင်လုပ်ပေးနေပါတယ်။မြို့တွေကတက်ကွင်းစုံနဲ့များခေါ်ကလက်လိုရန်တွေနဲ့ဖြည့်ရှင်းခံလိုက်ရတဲ့သူ့လူတွေကြောင့်ဘိုးကလက်နက်ကြီးထွားယူရန်အမိန့်ပေးပါတယ်။ကြီးထီမှန်သွားတဲ့ဖရာဒီတဲ့ဘက်စကွက်ကထလာပြီးပြစ်ကားပေးနေခြင်းတပတ်မှလက်နက်ကြီးတဲလာနေပြီးဖြစ်တဲ့ဘိုးရဲ့လူတွေဟာထောင်းချောက်ထဲပိတ်မိနေတဲ့သူ့လူတွေကိုပါရောပြစ်ရန်လက်နက်ကြီးအသက်ပြင်းနေကြပါတယ်။နောက်ပြန်ဆုံးမရတဲ့လက်ကင်ထုတ်တွေကိုမြို့ထဲမှာကြီးကုံရန်ကုံပြစ်နေကြခြင်းမြင်းတကောင်နဲ့ကူးပစ်ပေးလာတဲ့ခုနိုင်ကဒီကောင်တွေစီမှဆက်တနက်ကြီးပါလာပြီးလို့တရင်ပြေလို့မဆုံးခင်ပုံစရာနီယာမရှိအောင်စာတင်အဖြစ်ခံရပါတော့တယ်။မိတလောက်လိုက်လံတတိပေးပြီးမဲ့တမျိုးလုံးဖြစ်နေတဲ့လက်နက်ကြီးကြောင့်အထီးခိုက်များလာကြပြီးကြီးကုန်းတန်းနဲ့တပြိုင်နက်အကုန်ငြိမ်သက်သွားကြပါတယ်။ကြီးပြန်ဖြီးနေခြင်းစာနဲ့ဖရာသေးကခလီတွေကိုကဲထုတ်ဖို့ကြိုးစားနေကြပြီးတက်တီးကိုနေရာချပေးနေတဲ့ချက်ခွန်းထန်ညာတစ်ချောင်းစိုက်ဝင်လာပါတယ်မျိုးနွယ်စုချင်းတူတူမို့ငါတို့လိုလူတွေဟာမကောင်းမှုကိုဖယ်ရှားရမှာဆိုတဲ့ချက်ခွင်းကိုတေးတဲ့အထိများပြီးပစ်သွင်းသွားပါတယ်။ဇလက်နဲ့ကြီးနဲ့မဖြစ်ခင်ကလေးတွေကိုနောက်ကလဲခွင်းထိပြောင်းရွှေ့ခိုင်းနေကြပြီးလဲသမားအချို့ကိုပါစံကထပ်ပြေးခိုင်းပါတယ်။အိမ်ထဲမှာကြီးကုန်နေပြီးဖြစ်တဲ့အမ်မာထန်ဒန်နာလီဆိုတဲ့လူရိုင်းကတပ်ဖို့ချင်းကပ်လာနေချင်းနောက်မှရက်ရောက်လာပြီးရင်ဝကိုဓာတ်နဲ့ထိုးကခမည်းကအမျိုးယိုပဲလို့အမိကရင်ကန်ချော်လိုက်ပါတယ်လက်နဲ့ကြီးဖြစ်နေတဲ့ကြားကဖះเจ้าပေါ်နေရယူထားတဲ့ဘီလီတို့ကအချင်းချင်းဆက်နှောင်နေကြပြီးကြီးထီးခါတဲ့ဖះတွေကအိတ်လက်နဲ့ကြီးကိုတခုခုလုံရမယ်လို့တွေးနေပါတယ်။ဒါကြောင့်မြင်းကိုမင်းအပိုင်ရပြီးပြောနေသူဆန်ကိုတူးတွေကူးပစ်ပြေးဖို့လိုအပ်ကြောင်းပြောရင်းလက်နဲ့ကြီးရှိရမြင်းနဲ့ထွက်သွားပါတယ်။နောက်ကလိုက်နေတဲ့လူတစုကိုဘီလီတို့ကရှင်းလင်းပေးနေပေမဲ့ဖះเจ้าပေါ်ကိုချင်းရွယ်ဖိခတ်လိုက်တဲ့လက်နဲ့ကြီးကြောင့်နေအောင်စနှုံသေးသွားပါတယ်။ဇလက်နဲ့ကြီးတက်တက်ကိုဒုံဆိုင်လာတဲ့ဖရာဒီကအချက်ပေါင်းများစွာသောကြီးစံတွေကြောင့်မြင်းပေါ်ကဖြုတ်ကျသွားပါတယ်။မရမကရှိတို့ထွက်လာတဲ့ဖရာဒီကိုဘာလို့ထွက်လာသေးလဲလို့ထပ်ပြင်းနေချင်းဈေးလိပ်မီးညီမရဖြစ်နေလို့တစ်ဖက်ကကူညီပေးပြီးချင်းမှမောက်သွားပါတယ်။ဒေဗီအထင်းနဲ့လက်ထွက်လာပေမဲ့ဒိုင်နာမိုက်ကိုမီးညီထားသူဖယ်ရဒီကသူ့ဖက်လက်တွေဟာသူ့အတွက်ကန်ကောင်းစီတယ်ဆိုကလက်နက်ကြီးကိုရှင်းပြဖောက်ခွဲလိုက်ပါဟဲ့။နောက်ဆုံးကြံနေသူဘိုးနဲ့သူ့လူအချွေဟာမြို့ကိုချင်းကပ်လာကြပြီးအတန်ကြားတဲ့နေရာကိုစစ်ဆေးဖို့ဝင်သွားသူနေရာဟာတနက်တန်တွေနဲ့အတူနောက်လမ်းကျလာပါတယ်။အထဲလာနေအကောင်းတိုင်းထွန်လာသူဆန်းကဘိုးရဲ့ရှေ့တဲ့မှာနေရာယူလာတဲ့အတွက်စန်ချစ်ဆန်းလာလို့မေးကတနက်မောင်းချိန်လိုက်သူဘိုးဟာမင်းသေးတဲ့တဲ့မှာပါလာမယ့်နာမည်ကိုသိထားတင်တယ်လို့ဆိုပါတယ်။အချင်းချင်းသိကြလို့လာမေးတော့1869တုန်းကကန်းဆက်ကမြေတွေအတွက်ဓမြတွေငားရမ်းခဲ့တဲ့မင်းကသူ့ဘဝနဲ့သူဒီနေရာကလို့တာမလူတွေကိုတတ်ခဲ့ဘူးကြောင်းပြောပြတဲ့အခါဖျားသခင်ဖန်တီးထားတဲ့တိုးတွေကိုသူကတားကောင်အဖြစ်မှတ်ယူထားလာဆိုလို့တနက်နဲ့ချင်းလာတဲ့ဘိုးရဲ့လက်ကိုပစ်လိုက်ပြီးတနက်ပြန်ကောက်ဖို့အမိန့်ပေးပါတယ်။ဖျားเจ้าတဲ့လက်ပြီးနေတဲ့လူကြောက်ကိုနောက်ကနေလိုက်ပစ်တော့ဖျားတွေပါတွေနေပြီးမင်းဖျားကိုမကြောက်ဘူးလားမင်းနေလို့ဥထုတ်ကို truck အယိုသေးပေးကသူ့ကိုလွတ်ဖေးဖို့တောင်းပန်နေသူဘိုးကိုအတူတူဆူတောင်းကြမဲလို့ဆိုပါတယ်။
မျက်လုံးကိုမိတ်ပြီးမင်းမတရားတတ်သွားတဲ့ငါအမေအတွက်ငါညီမ2ယောက်အတွက်နဲ့ငါလက်ဘင်းကိုကြိုးကွင်းဆွတ်သွားတော့ကတော့စူတောင်းပေးဖူးလားဆိုတော့မှသူမက်မိပြီးဆိုတဲ့ဘိုးကသူ့ကိုတနတ်နဲ့ထုတ်ပစ်တော့မယ်အချိန်တနတ်တန်တစ်ချက်နဲ့အတူအမ်မာရောက်လာပါတယ်ဖျားเจ้าရှေ့မှာသူ့ခင်မွန်းကိုတတ်သွားသူတော့ဖျားเจ้าထဲမှာလက်စားပြန်ချေနိုင်ခဲ့တဲ့အမ်မာစီကတနတ်ကိုယူပြီးထွက်သွားပါတယ်အတူရောက်လာသူတွေထဲမှာ Red နဲ့ Basquet ပါအသက်ရှင်နိုင်ခဲ့ပြီးမလားမကန်းက Good night တို့အနောင်လေးကိုစိတ်မကောင်းစွာလှည့်ကြည့်ကတဲဒီကိုတနတ်ပစ်ပြီးလိုက်ပါတယ်အဲ့ဒီနောက်တရားဟောဆရာကိုသူလူတွေအက်ကြောင်ပြိုးပြီးထွက်သွားမဲ့ဆန်းကိုမြို့ခံတွေနဲ့အမ်မာကလိုက်လာနှုတ်ဆက်ကသူတို့ပိုင်တဲ့တောင်ကြားလေးထဲကမြို့ငယ်လေးမှာမတရားအုပ်ချုပ်သူမရှိတော့ပဲကိုပိုင်ဘဝနဲ့ပြန်လဲရှင်သန်နိုင်တော့မှာဖြစ်ပါတယ်အသက်ရှင်ရဲ့ထွက်သွားတဲ့ဆန်တို့ကိုနှုတ်ဆက်ကဒီမျိုးလေးသူရဲစွမ်းတတိနဲ့ရက်တီပေးခဲ့ကြပြီးဘာအကျိုးအမြတ်မှမပါပဲအသက်ပေးတိုက်ခိုက်သွားသူ၄ယောက်ကိုတော့သူရဲကောင်းနေဖြစ်မြို့နံတကြိုပေးခဲ့ကြပါတယ်